မြတ်ဗုဒ္ဓရဲ့ဆုံးမတွေဟာကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ကြီးဗတ္တန္တနန္ဒမလာပိဝန္တာဟောကြားတော်မူသောနိဗ္ဗာန်ရောက်ကြောင်းတရားဒေသနာတော်ဓမ္မရတ္တပေါ်လွင်အောင်ဟောကြားဆုံးမယုံမြတ်မှာကလူတိုင်းဖို့ဘဝသင်္ကန်းစာရယူဖို့အတွက်ဆုံးမထားသည့်တရားတော်မြတ်ဖြစ်သည့်အတွက်တန်ဖိုးမဖြတ်နိုင်တဲ့အဆုံးမတရားတွေသာဖြစ်တယ်ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့ယုံကြည်မှုတရားတရားကိုအခြေခံကြတာဖြစ်တော့လည်းပဲမြတ်စွာဘုရားရဲ့အဆုံးမတရားတော်တွေကိုသိမြင်ခြင်းဆိုတဲ့အသိဉာဏ်နဲ့စဉ်းစားတွေးခေါ်ပြီးလိုက်နာကျင့်သုံးနိုင်ကြရမှာဖြစ်တယ်မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုမှတ်သားနိုင်ဖို့တတိကိုအသုံးချပြီးအဓိပ္ပာယ်နားလည်ဖို့ပညာကိုအသုံးချရမှာဖြစ်တယ်လူတိုင်းအဖို့တတိနဲ့ပညာဒီနှစ်ခုဟာအလွန်အရေးပါတယ်ဘာပဲသင်ယူတဲ့အခါမှာတတိနဲ့အကြောင်းအရာစကားလုံးတွေကိုမှတ်မိအောင်လှုပ်ဆောင်ခြင်းရဲ့ထိုစကားလုံးတွေရဲ့အ내အဓိပ္ပာယ်ကိုပညာဖြင့်သိခြင်းရဲ့ဒီနှမျိုးသာလည်းဖြစ်တယ်ပေါ့မြတ်ဗုဒ္ဓရဲ့ဆုံးမတွေနဲ့ပတ်သက်လာလို့ရှိရင်တတိနဲ့ပညာဟာအရေးကြီးဆုံးဖြစ်လို့ကိုယ်တဏ္ဍမှာတတိပညာအာမနဲ့အောင်ကြိုးစားလေ့ကျင့်ကြရမှာဖြစ်တယ်ဘုရားဘာသာဝင်မဟုတ်တဲ့နိုင်ငံခြားတိုင်းပြည်မှာတောင်မြတ်စွာဘုရားရဲ့ဆုံးမရဲ့တန်ဖိုးကြီးမားပုံသိရှိကြလို့ mindfulness လေ့ကျင့်ခန်းဆိုပြီးတော့ဒီနေ့မှလှုပ်ဆောင်နေကြနိုင်ငံခြားတွေမှာဆိုလို့ရှိရင်တန်ဖိုးကြီးမားပေးပြီးတော့ဒီသင်တန်းကိုတက်ကြမြန်မာနိုင်ငံမှာအခမဲ့မြတ်စွာဘုရားရဲ့တတိပဋ္ဌာန်တရားတော်တွေထဲမှာဟောကြားဆုံးမထားတဲ့အတိုင်းထိုတရားရိပ်သာတွေမှာအလွယ်တကူလေ့ကျင့်သင်ယူနိုင်ကြတာဖြစ်တယ်ပေါ့တတိကို mindfulness ဆိုပြီးတတိလေ့ကျင့်မှုရအတွက်မြတ်စွာဘုရားဟာကာယဝေဒနာစိတ်ဓမ္မလို့အာယုံ၄ရပ်ကိုသတ်မှတ်ပိုင်းခြားပြီးတော့ဖော်ပြထားကာယဆိုတာမိမိတို့ယုတ်ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးထင်လွယ်မြင်လည်တဲ့သဘာဝတရားတွေကိုတတိစိုက်ပြီးတော့လေ့ကျင့်ကြရမှာဖြစ်တယ်ကာယပေါ်မှာလေ့ကျင့်လို့စိတ်ရဲ့ခံစားချက်တွေထင်ရှားသိသာလာပြီဆိုရင်ဝေဒနာနုပဒနာဆိုစိတ်ရဲ့ခံစားချက်တွေပေါ်မှာလေ့ကျင့်ကြရပြီးတဲ့အခါမှာလူတွေရဲ့စိတ်အခြေအနေပြောင်းလဲမှုအနေအထားတွေကိုကြည့်ပြီးတော့ကိုယ်စိတ်ရဲ့အနေအထားကိုဆင်ញင်သုံးသပ်ကြည့်တာစိတ်ဓာတ်နုပဒနာဉာဏ်နဲ့သဘာဝတရားတွေအလုံးပေါ်မှာရှုမြင်သုံးသပ်တာကိုဓမ္မနုပဒနာလို့ကာယဝေဒနာစိတ်ဓာတ်ဓမ္မကိုယ်နဲ့မကွာတတိတရားလေးခြင်းမှုရာအတွက်မြတ်စွာဘုရားဟာအာယုံ၄ရပ်ကိုပိုင်းဖြတ်ပြီးတော့ပေးထားတာဖြစ်တယ်ဒါကြောင့်မို့စာပေကျမ်းကမှာဆိုထားတဲ့စကားလေးကပညာပုပ္ပင်ကမာယတတိယဖြစ်စနဝါဒရဏသမထတာအကြောင်းအရာတွေစကားလုံးတွေမှတ်မိဖို့အတွက်ပညာဥဆောင်တဲ့တတိနဲ့မှတ်သားရမယ်လို့ဆိုလိုတာကတတိရဲ့အလုပ်ကအကြောင်းအရာနဲ့စကားလုံးကိုမှတ်သားခြင်းမှတ်မိခြင်းပဲဖြစ်တယ်အဲ့ဒီလိုမှတ်မိအောင်ပါလို့ရအာယုစူးစိုက်ရတယ်လို့ဆိုလို့ပေါ့နော်အာယုစူးစိုက်တဲ့တတိရှိမှနောက်ကပညာဆိုတာလိုက်လို့ရတယ်ဒါကြောင့်တတိနဲ့စူးစိုက်ပြီးမှတ်မိအောင်ခရုတစိုက်နားထောင်ပြီးတဲ့အခါမှာတတိပုပ္ပင်ကမာယပညာယအထဝဘောဓနသမထတာတတိဥဆောင်တဲ့ပညာနဲ့စကားလုံးရဲ့အ내အဓိပ္ပာယ်တွေကိုသိနိုင်စွမ်းရှိတယ်ဆိုလိုတာကတတိနဲ့မှတ်သားပြီးတော့အသိပညာနဲ့အဓိပ္ပာယ်ကိုစဉ်းစားရမယ်အဲ့ဒီနှစ်ခုနဲ့
နှစ်ခုပေါင်းစပ်မှကိုယ့်ရဲ့တဏ္ဍမှာကောင်းမြတ်တဲ့ရလဒ်တစ်ခုရရှိနိုင်မှာဖြစ်တယ်မြတ်စွာဘုရားထူထူသုတ်တန်ဒီမှာလည်းပဲဟောကြားထားတာရှိတယ်တတောဘိက္ခွေသမ္မဇာနောကာလံအကင်ခေယအချိန်တစ်ခုဖြတ်တန်းပြီဆိုတဲ့အခါမှာတတိထားခြင်းဆင်ញင်တုံတရားရှိခြင်းဖြင့်ဖြတ်တန်းရမယ်။ဘာကြောင့်ဒီလိုဟောရတော့လို့ဆိုဘုန်းကြီးတို့တွေဟာကိုယ်တဏ္ဍမှာပြောနေတာနဲ့လုပ်နေတာနဲ့အာယုစူးစိုက်မှုတွေကလွဲချော်မှုတွေဖြစ်နေတယ်လို့ဆိုဘလို့လွဲချော်တော့ဆိုစဉ်းစားကြည့်ကိုယ်ကထိုင်နေတယ်လို့အာယုစိုက်မိတာမရှိဘူးတခြားတွေးနေတာပဲဖြစ်တယ်လူရဲ့စိတ်ကတခြားအာယုတစ်ခုစီကိုရောက်နေတယ်သို့တော်လူကတော့ထိုင်နေတယ်လူကအိတ်နေတယ်စိတ်ကတခြားအာယုဘက်ကိုရောက်နေတယ်အဲ့တော့စိတ်နဲ့လူနဲ့အတွေးနဲ့အာယုနဲ့လှုပ်ဆောင်နေတာနဲ့အဝင်ခွင်ချမဖြစ်ဘူးလို့သူဆိုတယ်အဲ့ဒါကိုအဝင်ခွင်ချဖြစ်အောင်ပြန်ပြီးတော့လေ့ကျင့်ခြင်းအပြင်တတိဆိုတာပို့ပြီးတော့ကိုယ့်ရင်ထဲမှာခိုင်မာလာမှာဖြစ်တယ်တတိခိုင်မာလာလို့ရှိရင်အသိပညာဆိုတာလည်းဖြစ်ပေါ်လာမှာရှိတယ်တတိရှိမှပညာဖြစ်တယ်တတိမပါရင်ပညာမဖြစ်ဘူးဥပမာထင်ရှားတာတစ်ခုပြောပြမယ်ကိုယ့်ရဲ့မျက်နှာပုံရိပ်ကိုဘာတွေရှိတယ်ပြုပြင်ခြင်းနဲ့ဆိုလို့ရှိရင်မှန်ကလေးထောင်ပြီးတော့ကြည့်ရမှန်ထောင်ကြည့်မှကိုယ့်ရဲ့မျက်နှာအနေအထားကိုသိနိုင်တာမှန်ထဲမှာပေါ်လာတဲ့ပုံရိပ်ကိုကြည့်ပြီးတော့ကိုယ့်ကိုပြုပြင်ရတာဖြစ်တယ်အဲ့တော့မှန်ထဲမှာပြလိုက်တဲ့ပုံရိပ်ဟာမှန်ကနေယူပေးလိုက်တဲ့ပုံရိပ်ဟာတတိကယူပေးလိုက်တဲ့အာယုန်နဲ့အလားတရံတူတယ်အဲ့ဒီပုံရိပ်ကိုကြည့်ပြီးတော့မှလှမလားအချိုးကျမကျပြင်ဆင်ရတာဖြစ်တယ်အဲ့ဒီပြင်ဆင်တာကြတော့ပညာနဲ့လုပ်တာဖြစ်တယ်မှန်ထောင်မပြလို့ကိုယ့်မျက်နှာအခြေအနေကိုမသိရဘူးဆိုရင်ပြင်ဆင်ဖို့ဆိုတာဝေးသွားပြန်ဒါကြောင့်မို့အာယုတစ်ခုစူးစိုက်ကြည့်ဖို့ဆိုတာအရေးကြီးတယ်စူးစိုက်ကြည့်မှအသိပညာဆိုတာလိုက်တယ်စာပေကျမ်းကမှာဘယ်လိုဆိုထားတော့ဆိုနာဟိတတိဝိရဟိတပညာနာမအဋ္ဌိလောကမှာတတိမပါဘဲနဲ့အသိဉာဏ်ဖြစ်တယ်ဆိုတာမရှိဘူးလေတတိရှိမှအသိဉာဏ်ဖြစ်တယ်တတိဆိုတာအာယုတစ်ခုစူးစိုက်မှုဒါကိုပဲ mindfulness လို့ပြန်တယ်အဲ့တော့ mindfulness ဆိုတဲ့တတိဟာလက်ရှိအာယုတစ်ခုပေါ်မှာပုံဖော်ပြခြင်းပဲဖြစ်တယ်အဲ့ဒီပုံဖော်ပြတဲ့ပုံမှာဆင်ញင်သုံးသပ်မှုကပညာအဲ့လိုတတိနဲ့ပညာနှစ်ခုပေါင်းစပ်ပြီးတော့ကြည့်တဲ့အခါမှာကိုယ့်ရဲ့ပဂတိအနေထားအစစ်အမှန်ကိုတွေ့နိုင်တယ်အနုမို့ဆိုရင်တတိမပါဘူးဆိုရင်ကိုယ့်ရဲ့အတွေးအထင်တွေနောက်ကိုလိုက်ပြီးတော့ဖြစ်နေတာကတခြားပြောနေတာလုပ်နေတာတွေကတခြားဆိုပြီးလွဲမှားမှုတွေဖြစ်လာတယ်အဲ့ဒါလိုလွဲမှားမှုအန်ချုံမှုတွေမဖြစ်ရအောင်လူတိုင်းဟာတတိမကွာအသိပညာနဲ့နေထအောင်လေ့ကျင့်ရမှာမြတ်စွာဘုရားရဲ့ဆုံးမသွန်သင်ချက်ကတတိတစ်ခုတည်းလေ့ကျင့်ရမှာမဟုတ်ဘူးတတိနဲ့ပညာပေါင်းစပ်ပြီးလေ့ကျင့်ရမှာဖြစ်တယ်တတိကယူပေးတဲ့အာယုံပေါ်မှာအသိပညာနဲ့သုံးသပ်မှုရှိရမယ်ဒါကြောင့်မို့တတိတမ္စညဆိုပြီးတော့တွက်ဖက်ပြီးတော့ဟောတာတတိကအာယုံကိုစူးစိုက်မှုတမ္ပစညဆိုတာဆင်ញင်သုံးသပ်မှုရှုမြင်မှုနဲ့ဆင်ញင်သုံးသပ်မှုနှစ်ခုပေါင်းစပ်ရမယ်အဲဒီလိုပေါင်းစပ်မှကောင်းမြတ်တဲ့ရလဒ်တွေကိုရနိုင်တာဖြစ်တယ်တရားစခန်းဝယ်မှတတိတမ္ပစညလေ့ကျင့်ရမှာမဟုတ်ဘူးကိုယ့်အိမ်မှာနေရင်လည်းတတိတမ္ပစညသွားရင်လာရင်စားရင်တောက်ရင်ဖြစ်ပြနေတဲ့အခြေအနေတွေပေါ်မှာအာယုစူးစိုက်တဲ့အလေးအထားလေးချိတတ်မြင်တတ်တဲ့အလေးအထားလေးကိုကိုယ့်ကိုလေ့ကျင့်ပေးဖို့လိုအပ်တယ်
လေ့ကျင့်ပြီးလို့ရှိရင်ဘာတွေအကျိုးရှိနိုင်လို့ဆိုရင်အာယုစူးစိုက်မှုတတိရှိသည့်အတွက်အမှန်ကန်ကိုသိလာတယ်အမှန်ကန်သိလာလို့ရှိရင်ကိုယ်ရင်နဲ့နှလုံးထဲမှာရှိတဲ့ပူလောင်မှုတွေအစမပြေမှုတွေကိုဖယ်ရှားပြစ်နိုင်တယ်ပေါ့ကိုယ့်ရဲ့စိတ်သောကတွေကိုလျှော့ချနိုင်တယ်အဲ့လိုစိတ်သောကတွေလျှော့ချနိုင်မှာတောကပရိဒီဝနာသမတိကမယလို့မြတ်စွာဘုရားဒါကြောင့်ဟောတာလူဆိုတာစိတ်ပူတဲ့အနေအထားမျိုးတွေရှိနေကြတယ်လောကမှာစိတ်မပူတဲ့လူဆိုတာမရှိဘူးပူစရာအကြောင်းနဲ့ဆုံစည်းလာတဲ့အခါမှာစိတ်ပူတယ်ဆိုတာဖြစ်လာကြတယ်တောကနဲ့နေကြတာဖြစ်တယ်အဲ့ဒီတောကကိုလျှော့ချခြင်းလို့ရှိရင်တတိနဲ့ပညာလေ့ကျင့်အောင်ပဲလုပ်အောင်ဖြစ်တယ်တခါတောကကိုမလျှော့ချနိုင်လို့ရှိရင်လူတွေဟာကိုကြွေးခြင်းဆိုတဲ့ပရိဒီဝလှုပ်ဆောင်ကြတယ်မြေကြည့်ငယ်ကြားရတဲ့ကိစ္စတွေဖြစ်လာအဲ့ဒါကိုလွန်မြောက်ခြင်းလို့ရှိရင်လည်းတတိနဲ့တမ္ပစညာဆိုတဲ့ဒီလေ့ကျင့်အောင်ပဲလုပ်အောင်မှာပဲဖြစ်တယ်နောက်တစ်ခါကိုယ်တဏ္ဍမှာဖြစ်တတ်တဲ့ကာယိကဒုက္ခဆိုတဲ့မခံနိုင်တော့တဲ့ခန္ဓာကိုယ်ရဲ့အတွေ့အကြုံတွေစိတ်မချမ်းမြေ့မှုဆိုတဲ့ဒေါမနတအလိုမကျမှုဆိုတဲ့စိတ်ဆင်းရဲမှုတွေကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုဆိုတာတွေကိုကြော်လွှားခြင်းနဲ့ဆိုလို့ရှိရင်လေကိုယ့်ရင်နဲ့နှလုံးထဲမှာတတိနဲ့တမ္ပစညာလေ့ကျင့်ခြင်းကိုလုပ်အောင်မှာဖြစ်တယ်လေ့ကျင့်ရုံနဲ့ကြော်လွှားနိုင်သလားဆိုရင်အတော်အသင့်ကြော်လွှားနိုင်တာဖြစ်တယ်တော်ကျင့်ကြော်လွှားနိုင်တာကိုခုဒီကနေ့ခေတ်မှာဆိုရင်နိုင်ငံခြားလူတွေ mindfulness လေ့ကျင့်ခန်းလုပ်တယ်လို့ဆိုတာသူတို့ရဲ့ရှင်တဲ့နှလုံးထဲမှာရှိတဲ့ stress လို့ခေါ်တဲ့စိတ်ဖိစီးမှုတွေကိုလျှော့ချဖို့အတွက်ဒီနည်းဟာအကောင်းဆုံးဆိုတာတွေ့ရှိကြတယ်တခြားနည်းတွေကရှိသေးတယ်ဆေးသုံးတာတို့အရက်သေးစားတောက်ပြီးတော့ဖြောက်ဖြက်တာတို့လောကလူတွေဟာရှင်ပြိုင်မှုအကောင်းလာတဲ့ဒီကနေ့ခေတ်မှာလူတွေရဲ့စိတ်ဖိစီးမှုတွေကလည်းမြင့်တက်လာစိတ်ဖိစီးမှုတွေမြင့်တက်လာတာဟာလူချင်းလောဘတွေမြင့်တက်လာတယ်လူချင်းလောဘတွေမြင့်တက်လာသည့်အတွက်ကြောင့်အလိုမကျမှုတွေစိုးရိမ်သောကတွေကလည်းမြင့်တက်လာအဲ့ဒီလိုမြင့်တက်လာတဲ့စိတ်ရဲ့အခြေအနေအထားတွေကိုလျှော့ချခြင်းလို့ရှိရင်တော့ကိုယ့်ရဲ့သဘာဝအစစ်မှန်ကိုသိပြီးတော့တတိနဲ့ပညာနဲ့ဆင်ញင်သုံးသပ်ပြီးပြုပြင်လျှော့ချမှာပဲဖြစ်ဒီနည်းဟာအကောင်းဆုံးစိတ်ကိုပြုပြင်တဲ့နည်းဖြစ်ဒီနည်းကိုလက်တွေ့ကျင့်သုံးကြတဲ့ကမ္ဘာထအထုတ်ဖူးတဲ့နိုင်ငံသားတွေကသူတို့ရဲ့ပညာရပ်တစ်ခုအနေနဲ့အသုံးချပြီး mindfulness based stress reduction ဆိုပြီး MBSR ဆိုတဲ့ subject တစ်ခုကိုတည်ထွင်ပြီးတော့ပို့ချနေကြတယ်လက်တွေ့လူလောကမှာအလွန်သုံးကြတယ်ယဟနာဖြစ်တာမဖြစ်တာသောတာပန်ဖြစ်တာမဖြစ်တာဒီလိုဆိုလိုတာမဟုတ်ဘူးလက်တွေ့ကြုံတွေ့နေရတဲ့စိတ်ပူလောင်မှုတွေစိတ်ဆင်းရဲမှုတွေအစမပြေမှုတွေကိုဖြတ်ကျော်ဖို့ရအတွက်ဒီနည်းကိုသုံးချတယ်အဲ့တော့ဘုန်းကြီးတို့တွေလည်းလောကကြီးမှာဘဝဆိုတာအစပြေတာရှိတယ်လို့အစမပြေတာရှိတယ်အစမပြေတာရှိရင်ဘာလို့တခြားနည်းလမ်းတွေရှားကြမလို့မြတ်စွာဘုရားဆုံးမထားတယ်တတိတမ္ပစညာဆိုတဲ့လေ့ကျင့်ခန်းကိုလုပ်ပြီးတော့ကိုယ်ရင်ထဲနှလုံးထဲကအစမပြေမှုတွေကိုလျှော့ချနိုင်တယ်မဟာတတိပဒံသုံးမှာ one practice 7 advantage ဆိုတာလောက်တာတစ်ခုတည်းအကျိုးက9ခုရတယ်ဆိုဒီဟာကိုပြောတယ်နော်တစ်ခုလိုက်နာလိုက်တာနဲ့အကျိုး9မျိုးရတယ်အကျိုး9မျိုးဆိုတာဘာတော့ကိုယ်ရင်ထဲနှလုံးထဲမှာညစ်ထေးနေတာတွေကိုတန်ရှင်းဖြူစင်ခြင်းကအကျိုးတစ်ခုတောကကိုဖယ်ရှားနိုင်တာအကျိုးတစ်ခုငိုကြွေးရခြင်းဆိုတဲ့ပရိဒီဝါကိုဖယ်ရှားနိုင်တာအကျိုးတစ်ခုဒုက္ခကိုဆင်းရဲခြင်းကိုဖယ်ရှားနိုင်တယ်အကျိုးတစ်ခုဒေါမနတစိတ်ဆင်းရဲမှုကိုဖယ်ရှားနိုင်တာအကျိုးတစ်ခုဟုတ်လားစိတ်ရဲ့အလိုမကျမှု stress လို့ခေါ်တဲ့
ဒီ emotion တွေကိုဖယ်ရှားနိုင်တာဟာဒီကျင့်စဉ်နဲ့ဖယ်ရှားလို့ရတယ်ဒီလိုဖယ်ရှားလိုက်လို့ရှိရင်ဘာတွေအကျိုးတွေရလာတော့ဆိုဒါတွေမရှိလို့ရှိရင်ကိုယ့်ရဲ့အတွေးတွေအသိဉာဏ်တွေဟာလမ်းဆန်းလာပြီးတော့မှန်ကန်တဲ့လမ်းကြောင်းကိုဖော်ထုတ်လာနိုင်တာပေါ့စိတ်ပူနေတဲ့လူတယောက်ဟာမှန်ကန်တဲ့လမ်းတွေးဖို့ရခက်ခဲတယ်ပေါ့အဲ့လိုလေ့ကျင့်လိုက်တဲ့ဖြင့်စိတ်ရဲ့ပူပန်စရာတွေအကုန်လုံးဟာပျောက်ကွယ်သွားပြီနောက်ဆုံးမှာယာယတအဓိကမယလမ်းကြောင်းတစ်ခုကိုတွေ့သွားမယ်မှန်ကန်တဲ့လမ်းကြောင်းတစ်ခုကိုတွေ့နိုင်တယ်တဲ့အဲ့ဒါကိုညာယလို့ခေါ်တယ်ညာယဆိုတာမှန်ကန်တဲ့လမ်းကြောင်းတစ်ခုရရှိနိုင်တယ်ညာယဆိုတဲ့မှန်ကန်ကြောင်းလမ်းတစ်ခုကိုရတဲ့အခါမှာမြတ်စွာဘုရားရဲ့ရည်မှန်းချက်အမြင့်ဆုံးကိုပြောမယ်ဆိုလို့ရှိရင်ညာယဆိုတာဝိပဿနာလမ်းကြောင်းပေါ်ရောက်တယ်မဲ့လမ်းကြောင်းပေါ်ရောက်တယ်အဲ့ဒီရောက်လာပြီဆိုရင်နိဗ္ဗာန်တသစ္စိကရိယာယဘုရားမသာဝင်သူတော်စင်တို့မျှော်မှန်းကြတဲ့နိဗ္ဗာန်ထီအောင်ဆက်ရောက်နိုင်တယ်အဲ့တော့နိဗ္ဗာန်ထီအောင်ပို့ပေးနိုင်တဲ့လေ့ကျင့်ခန်းတစ်ခုပဲလို့သူတို့ဆိုလို့နော်သူ level နဲ့သူ degree နဲ့လှုပ်ဆောင်ကြရမှာဖြစ်တယ်အဲ့ဒါကိုမြန်မာနိုင်ငံမှာမဟာသတိပဋ္ဌာန်ကျင့်စဉ်ဆိုပြီးတော့ဘယ်ရိပ်သာကပဲဖြစ်ဖြစ်ဒီကျင့်စဉ်ကိုအခြေခံပြီးတော့ဟောကြားပြောကြတာဖြစ်လို့ဒါတွေဟာအလွယ်တကူသင်ယူပြီးလွယ်တကူရှောက်လန်းနိုင်တဲ့လမ်းကြောင်းတွေပဲဖြစ်တယ်ပေါ့မြတ်စွာဘုရားဟောထားတဲ့အတိုင်းအခုလိုတရားဝဲကျင့်ပတဲ့အခါမှာလည်းပဲမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုနာယူမှတ်သားတဲ့အခါမှာအာယုစူးစိုက်ခြင်းဆိုတဲ့တတိဖြင့်စကလုံးတွေအကြောင်းအရာတွေကိုအလေးနဲ့ထားမှတ်သားပြီးပညာနဲ့ဆင်ញင်သုံးသပ်လိုက်လို့အဓိပ္ပာယ်နားလည်သွားပြီဆိုတဲ့အခါမှာလက်တွေ့လှုပ်ဆောင်ခြင်းဆိုတာကိုလှုပ်ကြအောင်ဖြစ်တယ်ဘုရားရဲ့တရားတော်ဟာသိပြီးတဲ့နောက်မှာလက်တွေ့ကျင့်သုံးမှုဆိုတာလားအဲ့ဒီလက်တွေ့ကျင့်သုံးမှုဆိုတာအကျဉ်းချုပ်ပြောလိုက်ရင်နှစ်မျိုးတည်းပဲရှိတယ်မလုပ်ရမှာကိုရှောင်ခြင်းနဲ့လုပ်ရမှာကိုလုပ်ခြင်းဒီနှစ်ခုတည်းပဲရှိတယ်အများကြီးမဟုတ်ဘူးမလုပ်ရမယ့်ဟာကိုမလုပ်နဲ့လုပ်ရမယ့်ဟာကိုလုပ်ဒီနှစ်ခုသည်တူညီသောအကျိုးကိုဖြစ်စေမလုပ်ရမှာကိုရှောင်ခြင်းနဲ့လုပ်ရမှာကိုလုပ်ခြင်းသည်ကောင်းကျိုးချမ်းသာကိုဖော်ဆောင်နိုင်အကယ်၍မလုပ်ရမှာကိုလုပ်မိပြီဆိုရင်ဆိုးကျိုးဖြစ်တယ်လုပ်ရမှာကိုမလုပ်ဖဲနေရင်လည်းဆိုးကျိုးဖြစ်တယ်ဒါကြောင့်မို့စာပေကျမ်းကမှာဘာပြောထားတော့ဆိုလောကလူတွေကတော့ဒုတိယဒုက္ခတွေ့ပြီဆိုရင်ဟာဒီလူကမပြောသင့်တာပြောတာကိုမလုပ်သင့်တာလုပ်တာကိုလို့မလုပ်သင့်တာတစ်ခုကိုပဲအပြစ်တင်လေးရှိကြတယ်သို့တော့လုပ်သင့်တာမလုပ်တာလည်းအပြစ်ပဲစာပေကျမ်းကမှာသုံးထားတဲ့စကားလုံးလေးတစ်ခုကအကတ္တဗကရဏဝိယမလုပ်သင့်တာကိုလုပ်ခြင်းနဲ့လုပ်ခြင်းလိုပဲတဲ့ကတ္တဗကရဏပိဒေါသောယေဝလှုပ်တဲ့နာကိုမလှုပ်ဖဲနေခြင်းဟာလည်းအပြစ်ပါပဲဒီနှစ်ခုဆိုလို့နော်ဥပမာမဲ့ပြောရမယ်ဆိုရင်ကိုကျင့်တရားပြပြတဲ့အလုပ်တွေကမလုပ်သင့်ဘူးဒုစရိုက်အလုပ်တွေကမလုပ်သင့်ဘူးမလုပ်သင့်တာကိုသွားလုပ်လို့ရှိရင်အပြစ်ဖြစ်တယ်လို့တရားဥပဒေချိုးပေါက်တဲ့အလုပ်တွေလုပ်တယ်ရာဇဝမှုတွေလုပ်တယ်မလုပ်သင့်တာကိုလုပ်တယ်ဆိုလို့ရှိရင်အပြစ်ဖြစ်တယ်လို့ပဲကိုမိဘကိုပြုစုလုပ်ကြွေးရမယ်ကိုယ့်ရဲ့စောင်းနေပြည့်စုံအောင်ကြိုးစားရမယ်မှတ်ကနဲ့အလုပ်တွေကိုလုပ်အောင်လုပ်ရမှာတွေကိုမလုပ်ဘူးဆိုလို့ရှိရင်လည်းအပြစ်ပဲအဲ့တော့နှစ်ခုတည်းပဲရှိတယ်မလုပ်ရမှာကိုရှောင်ကျဉ်ခြင်းနဲ့လုပ်ရမှာကိုလှုပ်ဆောင်ခြင်းမြတ်စွာဘုရားအဆုံးအမမှန်သမျှအဲ့ဒီတိုင်းကြီးပဲနှစ်မျိုးတည်းပဲရှိတယ်ဒါကိုရည်ညွှန်းပြီးတော့ဝါရိတ္တသီလစာရိတ္တသီလလို့ခေါ်တယ်ဝါရိတ္တသီလဆိုတာမလုပ်ရဘူးလို့တားမြစ်တဲ့အချက်စာရိတ္တသီလဆိုတာလုပ်ရမယ်လို့ပြောတဲ့အချက်ဒီနှစ်ခုပဲရှိတယ်ကိုသားသမီးကိုတပည့်လက်သားမိဘဆရာသမားတွေကဆုံးမတဲ့အခါနှမျိုးပဲပြောတာ
ဟေးဒီလိုမပြောနဲ့ဟိုလိုပြောဒါမလုံးနဲ့ဟိုဟာလုံးဆိုမလုံးနဲ့လုံးနဲ့လုံးဒီနှစ်ခုပဲအဲ့တော့မြတ်စွာဘုရားဟောတဲ့တရားတော်တွေဟာလည်းပဲဒီနှမျိုးပဲလို့မှတ်ရမှာဖြစ်တယ်အေးဓမ္မပဒဒေသနာတော်မှာမြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေဟာလူဘဝနဲ့လူလောကနဲ့အဝတ္တမနိစ္စပြီးဘဝသင်္ကန်းစာတွေကိုရရှိစေတဲ့အဆုံးအမတွေဖြစ်လို့ဒီအဆုံးအမတွေကိုနာယူမှတ်သားပြီးမိမိတို့ရဲ့နေ့စဉ်ဘဝမှာအသုံးချသွားကြမယ်ဆိုရင်တန်ဖိုးရှိတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်ရရှိကြမှာဖြစ်ပါတယ်ဓမ္မရတ္တနဲ့ဘဝသင်္ကန်းစာရရှိဖို့အတွက်ကာရပုပ္ပုံ400ကျော်ရှိတဲ့ဓမ္မပဒထေသနာတော်ကနေပြီးတော့ဒီကနေ့130တခါထားမြောက်မြတ်စွာဘုရားရဲ့အဆုံးအမလေးကိုနာယူပြီးတော့ကြည့်ကြရအောင်ရှင်းရှင်းလေးဒီဒေသနာကကလေးလေးတွေကိုဆုံးမတဲ့ဒေသနာနော်လူကြီးတွေမဟုတ်ဘူးကလေးလေးတွေပါနားလည်အောင်ပြောတဲ့ဒေသနာဒုက္ခကာမာနိဘူတာနိဘူတာဆိုတာတတ္တဝါတွေကိုပြောတာလူတွေပဲဖြစ်ဖြစ်တတ္တဝါတွေပဲဖြစ်ဖြစ်ကျန်တဲ့တတ္တဝါတွေပဲဖြစ်ဖြစ်သက်ရှိတတ္တဝါမှန်သမျှသည်ဒုက္ခကာမပျော်ရွှင်ခြင်းနဲ့ချမ်းသာခြင်းနဲ့ဆင်ပြေခြင်းဒါလူဆန္ဒလူတိုင်းဟာပျော်ရွှင်ချမ်းမြေ့ခြင်းကြတယ်ဘဝမှာဆင်ပြေခြင်းကြဒုက္ခကာမနိဘူတာနိတတ္တဝါမှန်သမျှဟာချမ်းသာဒုက္ခကိုမျှော်လင့်ကြတယ်လူလားကြတယ်အဲ့ဒါလို့မျှော်လင့်နေတာအလုံးသိပါရဲ့တန်းနဲ့လူတယောက်ကယောဒနေနဝိဟိန္တတိချမ်းသာခြင်းနဲ့သရဝတယောက်ကိုဒုဋ္ဌာလက်နဲ့တခုဖြင့်ဒုက္ခပေးဖို့ကြိုးစားပြီဆိုလူတိုင်းဆိုတာချမ်းသာခြင်းណាဒုက္ခပေးပြီဆိုရင်လူတိုင်းကြောက်တယ်လေကိုယ်ဒုက္ခပေးမဲ့လူတော့လူတိုင်းကြောက်တယ်အဲ့ဒါကိုချမ်းသာခြင်းနဲ့သရဝတွေကိုတွားပြီးတော့ဒုဋ္ဌာလက်နဲ့အမျိုးစုံပေါ့လေဒုက္ခပေးပြီသူဒုက္ခပေးတာဘာအတွက်ဒုက္ခပေးတာတော့ဆိုကိုချမ်းသာဖို့ဆိုရည်ညွှန်းတယ်လူတွေဟာသူများကိုဒုက္ခပေးတယ်ဆိုတော့ကိုချမ်းသာဖို့အတွက်ဒုက္ခပေးကြတယ်လို့ကိုကောင်းစားဖို့အတွက်ကိုရဲ့ပြိုင်ဘက်ကိုဒုက္ခပေးတယ်ခုခေတ်ဆိုရင်တော့ဂျင်းထဲတယ်ပေါ့နော်သူဒုက္ခရောက်သွားရင်ကိုယ်အထက်ရောက်အဲ့သူများကိုဒုက္ခပေးခြင်းနဲ့စိတ်တွေကရှိလာတယ်ဒါမို့ယေရဏတုတ်ထဲမေတ္တာတုတ်ထဲမှာဆိုရင်မြတ်စွာဘုရားနေညမေညတဒုက္ခမိတ်ဆေယတယောက်ဒုက္ခရောက်အောင်မလုပ်ချင်ကြပါနဲ့နော်တယောက်ဒုက္ခမလုပ်ရောက်အောင်မလုပ်ချင်ပါနဲ့မေတ္တာပို့ရတယ်တစ်ဖက်သားဒုက္ခရောက်သွားတာကိုကျင့်တတ်မှုအာရမှုအနေနဲ့လူတွေဟာလှုပ်ဆောင်လေးရှိတတ်ကြတယ်ပေါ့နော်တစ်ဖက်သားဒုက္ခရောက်သွားရင်ကိုယ့်ဖို့မှာပျော်ရွှင်စရာလိုဖြစ်နေအတ္တနောဒုက္ခမေတ္တာနောသူများကိုဒုက္ခပေးပြီးတော့ကိုယ့်ရဲ့ချမ်းသာမှုကိုရှားပွေမဲ့ဆိုရင်ပစ္စသောနလဗတိဒုက္ခသူဟာရှာဒီလိုလှုပ်ခြင်းအပြင်သူဟာဘယ်တော့အခါမှချမ်းသာဒုက္ခမရမှာမဟုတ်ဘူးနော်ဒီနောက်မှာသူဟာဆင်းရဲဒုက္ခတွေပဲထပ်ပြီးတော့တွေ့နေတယ်ကံတရားရဲ့သဘောတရားကိုဒီတိုင်းပဲသူများကိုဒုက္ခပေးပြီးကိုဒုက္ခချမ်းသာမှုကိုရချင်လို့ရှိရင်သူများပေးလိုက်တဲ့ဒုက္ခသည်ကိုယ်စီပြန်ရောက်တယ်ဩစတြေးလျနိုင်ငံကဘူဘရင်ဆိုတဲ့လက်နဲ့ကြည့်လို့ပဲကိုပြစ်လိုက်တဲ့လက်နဲ့ဟာကိုယ်စီပြန်ရောက်ကံတရားကလည်းပဲဒီတိုင်းပဲကိုယ်စီပြန်ရောက်လာတယ်လို့ဆိုလို့အဲ့တော့လောကလူသားတွေမှန်သမျှဟာချမ်းသာဒုက္ခရချင်ကြတယ်ကိုယ်လည်းပါဝင်မယ်ချမ်းသာဒုက္ခရချင်အဲ့လိုချမ်းသာဒုက္ခရချင်လို့ချမ်းသာကိုရှာတဲ့အခါမှာသူများကိုဒုက္ခပေးပြီးမရှာပါနဲ့လို့ပြောတာသူများကိုဒုက္ခပေးပြီးကိုချမ်းသာကိုမရှာပါနဲ့ဒီနိလန်ဟာမှားနေတယ်ဟုတ်လားသူများကောင်းကိုနင်းပြီးတော့မှအထက်ရအောင်မတက်ပါနဲ့လို့သူတို့ဆိုလို့ကိုလမ်းကြောင်းကနေကိုသွားသူများကိုဒုက္ခရအောင်လုပ်ပြီးတော့မှလမ်းစာကိုမရှာပါနဲ့ရှာလို့ရှိရင်ကိုမျောမှန်းချက်ရမှာမဟုတ်ဘူးရဆိုရတယ်အဲ့တော့ဒါဘသူတွေကိုဟောတော့ဒီလောက်
အတိပ္ပယ်ရှင်းရှင်းလေးကိုဘယ်သူဟောတာတော့ဆိုစေရွန်ကျောင်းသားမှာကလေးအုပ်စုကလေးသူငယ်အုပ်စုမွေးတကောင်တွေ့လို့ဝိုင်းပြီးတော့ရိုက်နေကြတယ်မွေကိုဝိုင်းလိုက်နေကြတယ်မြတ်စွာဘုရားနဲ့ပဲပဲမှတွေ့တဲ့အခါကျတော့ကဲကလေးတို့ဘာလို့ကြလဲမွေလိုက်ဖမ်းတယ်မွေဘာလို့လှုပ်တာတော့ကြိုက်မှကြောက်လို့မွေကကြိုက်တတ်တယ်အဲ့တော့မွေကြိုက်မှကြောက်လို့မွေကိုရိုက်ကြတယ်ဆိုတော့မြတ်စွာဘုရားဒါလေးကိုပြောအေးကိုကြောက်တာဒုက္ခကိုကြောက်တဲ့ဒုက္ခကိုသူများပေးဖို့မကြိုးစားနဲ့တဲ့တရားဝမှန်သမျှချမ်းသာဒုက္ခကိုလိုလားကြတယ်ဒါကြောင့်မို့ကိုလည်းချမ်းသာဒုက္ခကိုလိုလားတာဖြစ်တယ်ကိုချမ်းသာဖို့အတွက်သူများကိုဒုက္ခပေးတဲ့အလုပ်ဟာဘယ်တော့မှကိုချမ်းသာမှုကိုရမှာမဟုတ်ဘူးဒီအတွေးခေါ်လေးကိုမြတ်စွာဘုရားသင်ပေးလိုက်တာကလေးတွေသင်ပေးလိုက်တဲ့အခါနောက်တစ်ခုကတော့ဘာလို့ဆိုရင်ဒုက္ခကာမနိဘုဒ္ဓနိယောဓန္တေနနာဟိန္တိအပြန်အလှန်တစ်ခုပြောတာအတနောဒုက္ခမေတာနောပစ္စသောလဝတိဒုက္ခ negative နဲ့ positive ခုနကတော့သူများကိုချမ်းသာရှာတဲ့အခါမှာသူများကိုဒုက္ခပေးပြီးရှာရင်ဘယ်တော့မှချမ်းသာမရဘူးဒါကြောင့်မို့သူများကိုဒုက္ခမပေးဘဲနဲ့ကိုချမ်းသာကိုရှာပါလူတိုင်းဟာချမ်းသာခြင်းကြတယ်ဘယ်တရားကမှမညှင်းဆဲပါနဲ့ဆိုရယ်ကိုချင်းစာတရားကိုရှင်းတဲ့နှလုံးထဲအုံနောက်ထဲရအောင်မြတ်စွာဘုရားထည့်ပေးတာနော်ဒီတွေးခေါ်လေးတွေကိုထည့်ပေးလိုက်တယ်ကလေးလေးတွေမင်းတို့ကိုကြိုက်မှကြောက်လို့မွေကိုရိုက်လို့ရှိရင်မွေဟာဒုက္ခရောက်မယ်အဲ့ဒီဒုက္ခမင်းတို့စီပြန်ရောက်လာမယ်ဒါကြောင့်မို့ကိုချမ်းသာခြင်းတို့သူများကိုဒုက္ခပေးတဲ့အလုပ်ကိုမလုပ်နဲ့ကိုချမ်းသာခြင်းတို့ရှိရင်တခြားနည်းလမ်းနဲ့ပဲချမ်းသာဒုက္ခရအောင်လုပ်ပါလို့ဒီကာတာလေးနှစ်ပုဒ်ကမြတ်စွာဘုရားကလေးတွေကိုသင်္ကန်းစာပေးပြီးတော့ဟောတာနော်ဒုက္ခကာမနိဘုဒ္ဓနိယောဓန္တေနဝိဟိတတိအတနောဒုက္ခမေတာနောပစ္စသောနာလဝတိဒုက္ခတရားမှန်တရားချမ်းသာဒုက္ခကိုလိုလားတယ်တဲ့ကိုချမ်းသာကိုရှာတဲ့အနေနဲ့သူများကိုဒုက္ခလက်နဲ့ဖြင့်ညှင်းဆဲနှိပ်စက်မဲ့ဆိုရင်ဘယ်တော့မှမင်းချမ်းသာဒုက္ခမရဘူးဒုက္ခကာမနိဘုဒ္ဓနိယောဓန္တေနနာဟိတတိအတနောဒုက္ခမေတာနောပစ္စတောလဝတိဒုက္ခတရားမှန်တရားချမ်းသာဒုက္ခကိုလိုလားတယ်ကိုချမ်းသာကိုကိုရှာမဲ့ဆိုရင်သူများကိုထုတ်တာလက်နဲ့နှိပ်စက်ညှင်းဆဲတဲ့အလုပ်ကိုမလုပ်ရဘူးမလုပ်ရင်ကိုလိုချင်တဲ့ချမ်းသာရလာနိုင်တယ်ဟောမြတ်စွာဘုရားကိုကျင့်စာတရားကိုခြေခံတဲ့ကံကံဤအကျိုးနားလေသဘောပေါက်အောင်ဓမ္မပဒအဋ္ဌိနာမှာဒါကိုခေါ်လိုက်တာပဲဖြစ်တယ်နောက်တစ်ခုကတရား30နဲ့3ခုမြောက်ဂါထာမှာကြတော့မြတ်စွာဘုရားအပြောဆိုနဲ့ပတ်သက်ပြီးတော့သိက္ခာဉာဏ်ရဲ့အကျိုးတရားဒါကိုရှင်းလင်းဟောကြားဖို့ရအတွက်ဒီဒေသနာတော်ကိုဟောတာပဲဖြစ်တယ်ပေါ့လောကလူတွေကဒီတစ်ဖက်သားကိုသိခံလို့ရှိရင်ကိုတစ်ဖက်သားကကြောက်တတ်တဲ့လူကြောက်ရှုံးပေးသူဆိုပြီးတော့ပြစ်တင်ကြရဲ့မှာကြောက်ကြတယ်ကဲမှာကြောက်သည့်အတွက်ကြောင့်တုံ့ပြန်မှုကိုလုပ်ကြတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဆုံးမစကားပြောတာအတွေးခေါ်ခြင်းကကွက်ပြတ်ခြားနာကြတယ်ပေါ့အဲ့ဒီမှာမာဝောစဖရုတံကိဉ္စီဟုတ်တာပฏิဝရေယုတံလောကလူတွေမှာတဦးနဲ့တဦးဆက်သွယ်တဲ့အခါမှာပြောဆိုခြင်းဖြင့်ဆက်သွယ်ကြတာဖြစ်တယ်။စကားပြောပြီးတော့ဆက်ဆံကြတာဖြစ်တယ်။အဲ့တော့အပြောဆိုဟာလူအတိုင်းဝိုင်းမှာအရေးကြီးတဲ့အရာတစ်ခုဖြစ်တယ်။အဲ့ဒါနဲ့ပတ်သက်ပြီးမြတ်စွာဘုရားက
မာဝောစဖရုတံကိဉ္စီဘယ်တော့မှရိုင်းပြတဲ့စကားမျိုးမသုံးနဲ့နော်ဘယ်တော့မှရိုင်းပြပြမပြောနဲ့တစ်ဖက်သားမခံနိုင်တော့တဲ့စကားကြမ်းတမ်းနဲ့ကြမ်းကြုတ်တဲ့ရိုင်းပြတဲ့စကားမျိုးတွေဘယ်တော့မှမပြောနဲ့ဒီကနေ့ခေတ်မှာဆိုလို့ရှိရင်နော် Facebook ထဲမှာဆဲကြတာမိုးကိုမှုန်းနေအောင်ဆဲတာနော်အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမကချမ်းတမ်းရိုင်းပြတဲ့စကားမျိုးမသုံးပါနဲ့ဆိုတော့လိမ္မာရင်ကြီးတဲ့ပုဂ္ဂိုလ်ရဲ့အတိုင်းဝိုင်းမှာဒါတွေကမလုံးသင့်တဲ့စကားဖရုတဝါစာဖရုတဆိုတာပရံဥသေးတိဓာဟိတိတိလူတစ်ပည့်သားရဲ့စိတ်ကိုထိခိုက်တော့မပြောအောင်လို့ဆိုလို့ရှင်ကျေးမှုကိုဖျက်ဆီးတဲ့အရာပဲဖြစ်တယ်ဒါဟာနှုတ်ကထွက်ပြီးတော့ပြောတာလည်းမကောင်းဒီကနေ့ခေတ်မှာရေးသားပြီးတော့မကြောက်မနာတာလှုပ်တာတွေပိုများလာဖရုဒဝါစာဆိုတာပါဇက်ကပြောမှမဟုတ်ဘူးရေးပြီးဆဲတာလည်းမပါတယ်ပေါ့နော်အဲကြောင့်မို့မြတ်စွာဘုရားကဆုံးမတာမာဝောစဖရုတံကိဉ္စီမင်းသူများကိုဆဲရေးတဲ့စကားမျိုးဘယ်တော့မှမပြောနဲ့တဲ့ပြောရင်ဘာဖြစ်တော့ဝုဒ္ဓပฏิဝေရယုဒ္ဓအဆက်ခံရတဲ့သူကမင်းပြန်ဆဲလိုက်မယ်ဒါရှင်းရှင်းလေးရတုံ့ပြန်မှုတွေငရဲကြည့်တာမကြည့်တာအသာထားနော်သူများကိုကိုကကြမ်းကြမ်းထန်ထန်ဆဲရေးတိုင်းထွာပြောမယ်ဆိုရင်တစ်ဖက်သားကလည်းကိုပြန်ဆဲရေးတိုင်းထွာမှုဆဲရေးတိုင်းထွာမှုဆိုတာဖြစ်လာမှာပဲတုံ့ပြန်ဆဲရေးတယ်ဆိုတာဖြစ်လာမှာအဲ့ဒါကောင်းကျိုးလားလို့ဆိုကောင်းကျိုးမဟုတ်ဘူးဒုက္ခဟိတာရမကထာဒုက္ခဟိတဏ္ဍမကထာပဋိဋ္ဌန္တာဖုတေယုံတံတာရမကထာဆိုတာသူကတစ်ခွန်းဆဲရင်ကိုကနှစ်ခွန်းဆဲမယ်သူကတစ်ချက်ခုတ်ရင်ကိုကနှစ်ချက်ခုတ်မယ်ဆိုတဲ့ဟာမျိုးတွေပေါ့နော်သူများတဲ့နှစ်ဆပိုကဲပြီးတော့လှုပ်တဲ့ပြောတဲ့စကားမျိုးတွေကိုတာရမကထာလို့ခေါ်တယ်မြန်မာလိုပြန်တဲ့အခါမှာချုပ်ချယ်ဆောင်းမြောင်းတဲ့စကားလို့ဒီလိုပြန်တယ်သို့တော့တာရမကထာဆိုတာသူဆဲကိုဆဲအပြန်အလှန်နှုတ်တိုက်ပွဲလှုပ်တာကိုဆိုလို့တယ်ပေါ့နော်အဲ့ဒါလိုလုပ်နေလို့ရှိရင်မပြီးဆုံးနိုင်တဲ့ပြဿနာဖြစ်လာတယ်မပြီးဆုံးနိုင်တော့ဘူး tit for tat ဆိုတာကလေးစားချီနေတဲ့သဘောလေးကိုပြောပြအဲ့ဒါကိုမြတ်စွာဘုရားမလုပ်သင့်ဘူးတဲ့ကိုဆဲရင်ကိုကိုပြန်ဆဲလိုက်မယ်ကိုကသူ့တဲ့နှစ်ဆလုံးလို့ရှိရင်ကိုကိုလည်းသူကနှစ်ဆပြန်တုတ်လှုပ်လာလိုက်မယ်အဲ့ဒီလိုနီးနေဆိုရင်ဘယ်သောခါမှငြိမ်းချမ်းမှုစိတ်နှလုံးအေးချမ်းမှုပြဿနာဖြေရှင်းမှုမရနိုင်ဘူးဒီနီးနဲ့ပြဿနာဆိုတာဖြေရှင်းလို့မရဘူးဆိုတာဒါအဆုံးအမစကားတစ်ခုပဲနော်အဆုံးအမစကားဟောပြီးတော့မြတ်စွာဘုရားဥပမာလေးနဲ့ဟောတာသစေနေရတိအတ္တနာကံသောဥပဟတောယထာဧတပတ္တောတိနိဗ္ဗာနံတရမောတိတေနဝိစတိဒီပြဿနာဟာခွန်းတုံနေသည့်အတွက်ကြောင့်ဒီပြဿနာအငြိမ်းမှမဟုတ်ဘူးတဲ့အဲ့ဒီတော့ဒီလက်ကွင်းတို့ကြီးနဲ့လှုပ်ထားတဲ့အရာတွေနော်အတန်မထွက်အောင်အနာကိုဖြတ်ထားလိုက်လို့ရှိရင်တီးရင်လည်းမမြည်တော့ဘူးပေါ့ဖုံးဆိုရင်ဖောက်ထားလိုက်ရင်တီးရင်လည်းမမြည်တော့ဘူးလက်ကွင်းတို့ဘာလို့ဆိုရင်လည်းပဲနာရွက်ကိုဖြတ်ထားလိုက်လို့ရှိရင်အတန်မထွက်တော့ဒါမို့သစေနေရတိအတ္တနာကိုမလှုပ်ရှားအောင်တုံ့ပြန်မှုမဖြစ်အောင်အတန်တိတ်အောင်ကိုလှုပ်ပါတုံ့ပြန်တဲ့အတန်လေးမပေးပါနဲ့သူများကကိုဆဲလို့ရှိရင်တုံ့ပြန်ပြီးတော့မဆဲပါနဲ့လို့ဒီလိုပြောတာဒါဘုရားဘာသာတွေလိုက်နာဖို့အတွက်မြတ်စွာဘုရားရဲ့ဆုံးမသွန်သင်ချက်ပဲကိုဆဲရင်တုံ့ပြန်ပြီးမဆဲနဲ့အတန်တိတ်နေပါတဲ့တုံ့ပြန်တဲ့အတန်လေးမထွက်ပါစေနဲ့အဲ့ဒီတုံ့ပြန်တဲ့အတန်မထွက်ခြင်းဟာဧတပတ္တောတိနိဗ္ဗာနံတာရမောစေနဝိစတိ
တုံ့ပြန်မှုတွေမလာတော့ဘူးဆိုလို့ရှိရင်ဒါစိတ်နှလုံးအေးချမ်းခြင်းတစ်ခုပြဿနာငြိမ်းသွားခြင်းတစ်ခုပဲဖြစ်တယ်ဒီပြဿနာငြိမ်းသွားခြင်းဟာနိဗ္ဗာန်ရောက်လို့ခန္ဓာတွေငြိမ်းသွားတယ်လို့ပဲဒီငြိမ်းသွားမှုကိုရရှိစေနိုင်တယ်လို့အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမဟာဒီလိုပဲဆုံးမတာဖြစ်တယ်ပေါ့နော်ဘုရားကိုယ်တိုင်ကစကားပြောရတဲ့ပတ်သက်ပြီးတော့ဆုံးမတယ်လူတိုင်းဟာကိုယ့်ကိုဥတည်ချက်တစ်ခုထားမယ်ဒီမုခန္နာမကထဏထာယသဘုံစနထာယသကတံလူတွေပြောလေပြောထားရှိတဲ့စကားတစ်ခုဟေးပါဇက်ဆိုတာထမင်းစားဖို့နဲ့စကားပြောဖို့ထားတာနော်ပါဇက်ဆိုတာထမင်းစားဖို့နဲ့စကားပြောဖို့မှန်တယ်သို့တော့ထမင်းစားဖို့ထားတိုင်းစားကျင်တာတွေစားပါလားဒုက္ခရောက်မှာပဲစကားပြောဖို့ပါဇက်ဆိုရင်လည်းပြောချင်ရင်ပြောရင်ဒုက္ခရောက်မှာအဲ့တော့စီးနဲ့ကမ်းနဲ့ဆိုတာရှိကိုရှိရမယ်ဒါကြောင့်မြတ်စွာဘုရားကစကားပြောတဲ့အခါမှာတဲ့ကိုပြောတဲ့စကားသည်မှန်တာဖြစ်ရမယ်အဲ့တော့ငါသည်စကားပြောရင်မှန်တာပဲပြောမယ်မမှန်တာကိုမပြောဘူးဒါနံပါတ်1အဲ့တော့တချို့ကိစ္စကမှန်တိုင်းကောင်းသလားလို့ဆိုမှန်တိုင်းလည်းမကောင်းဘူးအဲ့တော့ဘာလို့ဆိုရင်အကျိုးရှိမှပြောမယ်အကျိုးမရှိမပြောဘူးအကျိုးရှိမရှိဒုတိယအချက်ကစဉ်းစားပထမဆုံးကကိုပြောတဲ့အကြောင်းအရာဒီမှန်တာဖြစ်ရမယ်မှန်ပြီးတော့အကျိုးရှိတာပဲဖြစ်ရမယ်ဟုတ်ပြီမှန်လဲမှန်တယ်အကျိုးလည်းရှိတယ်ပြောမလားဆိုဘယ်စကားပဲဖြစ်ဖြစ်ပြောချိန်တမ်းမှပြောရတယ်ပြောချိန်မတမ်းပဲပြောရင်တန်မိုးလျော့သွားတယ်ဒါကြောင့်မို့ပြောချိန်တမ်းမှပြောမယ်ဆိုတာတတိယအဆင့်အနေနဲ့ထည့်တာကဲမှန်လဲမှန်တယ်အကျိုးလည်းရှိတယ်ပြောချိန်တမ်းလို့ပြောပြီဆိုရင်ဘယ်လိုပြောမလဲကြံ့ကြံ့ထန်ထန်ပြောမလားမိုက်မိုက်ရိုက်ရိုက်ပြောမလားရင်းကြည်ကြည်ပြောမလားဆိုဘယ်တော့မှမိုက်မိုက်ရိုက်ရိုက်မပြောနဲ့ရင်းကြည်ကြည်ပြောပါကိုပြောတဲ့တကယ်လို့ရင်းကြည်ကြည်ပြောတာဟုတ်ပြီနှုတ်ကတော့ယဉ်ကျေးတယ်စိတ်ကရောဆိုမေတ္တာစိတ်တည်နာဝက္ခမိနောဒေါသံတရောမုန်းတဲ့စိတ်နဲ့ဒေါသစိတ်နဲ့မပြောနဲ့မေတ္တာစိတ်နဲ့ပဲပြောဟောမြတ်စွာဘုရားဆုံးမတာအတွင်းထီအောင်ကိုဆုံးမတယ်နော်လမ်းကုန်အောင်ဆုံးမပေးတယ်ကိုပြောတဲ့စကားတစ်ခုဒီမှန်လဲမှန်ရမယ်အကျိုးလည်းရှိရမယ်အကျိုးရှိတယ်ဆိုတော့သူ့အတွက်လည်းအကျိုးရှိမယ်ကိုယ့်အတွက်လည်းအကျိုးရှိမယ်အကျိုးရှိရမယ်ပြောချိန်နဲ့တန်းလာလို့ပြောတာဖြစ်ပြောပြီးဆိုတဲ့အခါမှာလိမ္မာရင်ကြီးသိမ့်မွေးဆိုပြောမယ်စိတ်แท้ကလည်းမေတ္တာထားပြီးတော့ပြောမယ်အဲ့ဒါလို့ဆိုရင်အပြောနဲ့ပတ်သက်ပြီးဘာပြဿနာမှမတက်တော့ဒါကပြောเสียနဲ့ပတ်သက်ပြီးလိုက်နာဖို့မြတ်စွာဘုရားဆုံးမတဲ့စကားအဲ့တော့ဗုဒ္ဓဘာသာဝင်တွေဟာဘုရားရဲ့ဆုံးမတိုင်းဖော်ဆောင်နိုင်ကြမယ်ဆိုရင်လောကမှာကမ္ဘာမှာအရင်ကြီးဆုံးပုဂ္ဂိုလ်တွေပဲဖြစ်မယ်မြတ်စွာဘုရားဆုံးမတိုင်းလိုက်နာကြမယ်ဆိုအရင်ကြီးဆုံးပုဂ္ဂိုလ်ဖြစ်ဟုတ်ပြီပြောဆိုနဲ့ပတ်သက်ပြီးလေးမှယဉ်ကျေးတယ်ပြောတယ်ဆိုတာကိုကပြောရင်တော့အဲ့ဒါရွေးလို့ရတယ်တစ်ဖက်သားကကိုယ့်ကိုဆွဆွဲလာတာရှိတယ်တစ်ဖက်သားကကိုယ့်ကိုဆဲတာရှိတယ်ဆွဆွဲတာကတစ်ခုဆဲတာတစ်ခုနှစ်ခုရှိတယ်အဲ့ဒါကြတော့ဘယ်လိုလုပ်ရမလဲဆိုဆွဆွဲလို့ရှိရင်တော့မဟုတ်ဘူးဆိုတာကိုညှင်းဆိုရမယ်ဖြေရှင်းရမယ်ဒီတိုင်းငုံမခံရဘူးတဲ့အဲ့ဒါကြောင့်ငုံခံလိုက်ရင်ဟုတ်လို့ခံနေတယ်လို့လည်းလူတွေထင်သွားတယ်အဲ့တော့ဆွဆွဲလာတဲ့စကားဆိုလို့ရှိရင်မဟုတ်ကြောင်းရှင်းပြအဘုဒ္ဓံအဘုဒ္ဓတော့နိဗ္ဗေတိတပ္ပံမဟုတ်တာကိုမဟုတ်မှပြောဘုဒ္ဓံဒါဖြင့်သူပြောတာကမှန်တယ်ဆိုရင်တော့လည်းဝန်ခံလိုက်ဒါကဆွဆွဲတာနဲ့ပတ်သက်တယ်အဲ့လိုမဟုတ်ဘူးဆဲတာဆိုရင်တော့ဘယ်လိုလုပ်အောင်ဆဲတာဆိုရင်ခုနလိုပဲမတုံ့ပြန်နဲ့ဆဲရခြင်းဖြင့်မတုံ့ပြန်နဲ့တဲ့မြတ်စွာဘုရားကိုယ်တိုင်အဆဲခံခဲ့ရတယ်
အကောတကဘာရထွာစာတုတ်တာဆိုရင်သူ့ရဲ့ပုံနာကြီးကိုတွေသူ့ရဲ့အကိုကြီးကသူတို့ရဲ့အယူဝါဒကိုစွန့်ပြီးတော့မြတ်စွာဘုရားရဲ့တပည့်အဖြစ်ခံယူသွားတဲ့အခါမှာမကျေနပ်လို့ဘုရားကိုလာဆိုဆဲသူကိုကဘုန်းကြီးဝတ္တနဲ့ဘုရားနဲ့ပါဆိုင်တယ်သူဆန္ဒနဲ့သူသို့တော့မကျေနပ်ဘူးသူကိုသိမ့်သွင်းတယ်ဆိုပြီးတော့မကျေနပ်လို့ဘုရားကိုဆဲတယ်ဆဲတဲ့အခါမှာမြတ်စွာဘုရားဘာမှမတုံ့ပြန်ဘူးသူဆဲလို့ပြီးသွားပြီဆိုတဲ့အခါမှာသူ့ကိုမေးခွန်းလေးတစ်ခုမေးတယ်ကဲမင်းအိမ်မှာဧည့်သည်လာလို့ရှိရင်ဧည့်သည်တွေကိုမုတ်ပဲသေးစာနဲ့အခါနဲ့မဟုတ်လားအခါအဲ့ဒီမုတ်ပဲသေးစာတွေကိုဧည့်သည်ကစားမသွားဘူးဆိုရင်တော့ဘယ်သူမုတ်ပဲသေးစာဖြစ်တယ်ဆိုဒါကျွန်ုပ်ဟာပဲပေါ့အေးအဲ့ဒီတိုင်းပဲခုဆဲသမျှတွေငါလက်မခံဘူးလက်မခံတော့မင်းဟာတွေပဲမင်းဟာတွေပဲလက်မခံတဲ့လက်ဆောင်ပစ္စည်းသဘောမျိုးမြတ်စွာဘုရားရှင်းပြလိုက်မင်းဆဲသမျှတွေမင်းဘာမင်းပြန်ယူသွားငါတခုမှလက်မခံဘူးဆဲတာကြတော့မြတ်စွာဘုရားအဲ့လိုလက်မခံတဲ့လက်ဆောင်ပစ္စည်းကိုဥပမာပေးပြီးတော့ရှင်းဟောပြောလိုက်တဲ့အခါအဲ့ဒီပုံနာကြီးဟာရှင်းတတ်သွားပြီမြတ်စွာဘုရားရဲ့တပည့်အဖြစ်ခံယူသွားတယ်ဆိုတာတာယုဒ္ဓနိကေမှာမှတ်တမ်းတင်ထားတာရှိတယ်။ဒါတော့မြတ်စွာဘုရားကအသိဉာဏ်ပေးတဲ့အခါမှာအလုံးကိုပြော့ပြောင်းပြောင်းအကျိုးအကြောင်းစီလျော်စွာနာပါချပြီးတော့ပြောတာ။ဒါကြောင့်မို့အနုတ္တရောပုရိသဓမ္မသာရတိဆုံးမတိုက်တဲ့ပုဂ္ဂိုလ်တွေကိုဆုံးမတယ်ဆိုတဲ့နေရာမှာမြတ်စွာဘုရားဟာအတော်ဆုံးထူးချွန်ဆုံးပုဂ္ဂိုလ်ဖြစ်တယ်။ဘယ်သူပဲဖြစ်ဖြစ်နားဝင်အောင်ပြောပြနိုင်တယ်လို့ဆိုတာပေါ့နော်အဲကြောင့်မို့ကိုယ်ကိုဆဲလာပြီဆိုရင်တုံ့ပြန်မဆဲခြင်းဟာအကောင်းဆုံးပဲလို့သူပြောတယ်လက်မခံတဲ့လက်ဆောင်လို့မတုံ့ပြန်နဲ့အဲ့ဒါကိုပဲဓမ္မပဒမှာလည်းဟောထားတာရှိတယ်အကောရိနစိနေကောရံတစ်ခါကဒေါသတကြီးလှုပ်လာလို့ရှိရင်ကိုယ်ကဒေါသမထွက်ဖက်နဲ့အနိုင်ယူရမယ်ဒေါသကိုဒေါသနဲ့အနိုင်ယူရမယ်လို့ခေါ်တာမဟုတ်ဘူးဒေါသကိုမေတ္တာနဲ့ပဲအနိုင်ယူပါလို့ပြောအကောရိဏစိနေကောရအတ္တတုံသာရုဏစနေကိုယ့်ဘောမကောင်းတဲ့ပုဂ္ဂိုလ်ကိုယ်ကောင်းလိုက်ပါကောင်းခြင်းဖြင့်အနိုင်ယူလိုက်ပါကိုယ့်ဘောမှာဘလို့ပဲမကောင်းကောင်းကိုယ်ကကောင်းတဲ့သူပေါ့ကြာတော့သူဟာကိုယ့်ဘောမှာကောင်းလာတဲ့ပုဂ္ဂိုလ်ဖြစ်စိနေကတရိယံဒါနေနာနှမျောတတ်တဲ့ပုဂ္ဂိုလ်ကိုယ်ကပေးကမ်းခြင်းဖြင့်အနိုင်ယူပါဟောဒီလိုဆိုလို့သစ္စေနာလိကဝါရိနာလိန်တတ်တဲ့ပုဂ္ဂိုလ်ကိုယ်ကမှန်တာတွေပြောခြင်းဖြင့်ကိုယ်ကအနိုင်ယူပါလို့လောကမှာတာမန်လူသားတွေအနိုင်ယူခြင်းကဆဲရင်တုံ့ပြန်ဆဲမယ်နော်ထုတ်ချင်းဓာချင်းဆိုတာနဲ့ပဲလူတွေကတုံ့ပြန်လေးရှိကြတယ်မြတ်စွာဘုရားရဲ့တုံ့ပြန်မှုကအဲ့လိုမဟုတ်ဘူးဒေါသကိုမေတ္တာနဲ့တုံ့ပြန်တယ်မကောင်းတာကိုကောင်းတာနဲ့တုံ့ပြန်မယ်မမှန်တာပြောတာကိုမှန်တာပြောပြီးတုံ့ပြန်တယ်ပေးရကံရမှနှမျိုးလုံးတဲ့ပုဂ္ဂိုလ်ပေးကမ်းခြင်းဖြင့်တုံ့ပြန်တယ်ဆိုအကောင်းနည်းနဲ့တုံ့ပြန်တဲ့နည်းကိုမြတ်စွာဘုရားဆုံးမသွန်သင်ထားတာအဲ့တော့လူလောကမှာတကယ်ကိုယဉ်ကျေးတဲ့လူအတိုင်းဝိုင်းတစ်ခုဖြစ်ဖို့အတွက်မြတ်စွာဘုရားရဲ့ဆုံးမလိုက်နာလိုက်တာနဲ့ကမ္ဘာပေါ်မှာအရင်ကျေးဆုံးပုဂ္ဂိုလ်တွေဖြစ်သွားနိုင်တယ်ပေါ့ဒီလိုဆိုလိုတာပဲเนาะနောက်မြတ်စွာဘုရားကလောကရဲ့သဘာဝတစ်ခုလူတိုင်းဆင်ញင်သုံးသပ်ဖို့ကိုယ့်ရဲ့ဘဝအခြေအနေတွေကိုမမေ့ဖို့တရားလမ်းကြောင်းအနေနဲ့ကရဏမတ်135မှာကြတော့အစင်ထာဝရတတိရှိနေကြဖို့ဆိုတာကိုဆုံးမသွန်သင်တဲ့အနေနဲ့ဟောကြားတာဖြစ်တယ်ယထာဒန္တေနခောပါလောဂါဝောပါစေတိဂောစရံလူတွေရဲ့နေ့စဉ်မြင်ကွင်းထဲမှာတွေ့တာနွားကြောင်သားတွေဟာနွားအုပ်ကြီးကိုတပြာနဲ့မောင်းပြီးတော့လိုရာစကြက်ကိုရောက်အောင်ပို့ဆောင်သွားစိတ်ကြောင်သားတွေဟာလည်းစိတ်အုပ်ကြီးကို
ထုံးနဲ့လမ်းညွှန်မှုပြုပြီးတော့ဆေးဥကြီးကိုစကြက်ကိုပို့သွားတယ်ဒါနေ့စဉ်မြင်ကွင်းပဲနေ့စဉ်မြင်ကွင်းပဲအဲ့ဒီနေ့စဉ်မြင်ကွင်းလေးကိုမြတ်စွာဘုရားယထာတန္တိနခောပါလောခာဝပါစေတိခောဆိုတာနွားကြောင့်သားဟာဒုတ်ဖြစ်နွားတွေကိုစကြက်ကိုပို့ဆောင်တယ်လို့ဒီနေရာမှာဒန္တလို့ဆိုတာနွားကြောင့်သားတွေကြိုင်တဲ့ဟာကိုအတောင်အားဖြင့်လူတွေရဲ့အတောင်နဲ့4000ရှိတဲ့ဒုတ်ကိုဒန္တလို့ခေါ်တယ်ဒုတ်လေးမဟုတ်ဘူးနွားကြောင့်သားကြိုင်တဲ့ဒုတ်က4000ရှိတယ်လူတွေရဲ့အတောင်နဲ့4000ရှိတယ်အဲ့ဒီလိုဒုတ်ရှည်ကြီးကြိုင်ပြီးတော့နွားတွေကိုစကြက်ရအောင်မောင်းသွားတယ်အဲ့ဒီမြင်ကွင်းဟာဘာဆန်းလဲဘာမဆန်းသို့တော့အဲ့ဒီမြင်ကွင်းဟာကိုယ်ဘာတွေကိုတတိပေးနေသလဲဆိုတာကိုမြတ်စွာဘုရားဟောပြတယ်ဧဝံစရာစမစ္ဆုစာအာယုပါစင်တိပါဏိနံတို့ရဲ့နေ့စဉ်ဘဝတို့ရဲ့အသက်ကိုနေ့စဉ်မှာဘယ်ကိုပို့နေသလဲဆိုလို့ရှိရင်သေဆုံးခြင်းကိုပို့တယ်။ဟောလူတွေဟာနေ့စဉ်နဲ့အမျှဘယ်ကိုရောက်အောင်ပို့နေသလဲ။တဖြည်းဖြည်းအိုမင်းရင်းရော်လို့လာခြင်းဆိုတဲ့စရာတရားကနေထိုင်မကောင်းခြင်းဆိုတဲ့ဗျာဒိတရားဘက်ကိုရောက်အောင်ပို့တယ်။ဗျာဒိတရားဘက်ကဘယ်ကိုရောက်အောင်ပို့လို့ဆိုရင်အသက်သေဆုံးခြင်းဆိုတဲ့မရဏလမ်းကြောင်းကိုပို့တယ်။တရဝရီရဲ့အနေထားနွားကြောင့်သားကနွားတွေကိုပို့ဆောင်နေတယ်လို့ပဲလူတွေရဲ့တဏ္ဍာမှာလည်းပဲအဲ့ဒီအသွင်သဏ္ဍာန်မျိုးရှိနေတယ်ဆိုတာကိုတတိထားကြဖို့လိုအပ်တယ်။ဒါဟာတော့လူတွေတတိမမေ့ဖို့အလုံးဟာတဖြည်းဖြည်းအသက်အရွယ်ကြီးလာတာစရာဆိုတဲ့အိုခြင်းတရားရဲ့ကကိုယ်မောင်းနှင်နေသည်မောင်းနှင်နေတာငယ်ရွယ်တဲ့အချိန်ကစပြီးတော့တဖြည်းဖြည်းကြီးလာတာကိုယ်မောင်းနှင်ခံရတာပဲဖြစ်တယ်ထည့်ပြောမယ်ဆိုရင်ဇာတိဆိုတဲ့တရားကစရာဘက်ကိုရောက်အောင်မောင်းနှင်သွားတယ်မောင်းနှင်သွားလို့တဖြည်းဖြည်းအိုမင်းလာတယ်စရာတရားဟာသူ့ဘာသူကိုယ်ဖြတ်တန်းသွားတာမဟုတ်ဘူးကိုယ့်ရဲ့နုပြိုမှုတွေအလုံးဖြတ်စည်းသွားတယ်မီးလောင်ခံရပြီဆိုရင်မီးလောင်သွားတဲ့နေရာသည်မဲကြံရစ်တယ်ရုပ်ပြက်ဆင်းရဲဖြစ်ကြံရစ်တယ်အိမ်လောင်ရင်အိမ်นี่မဲကြံရစ်မဲပျက်စီးသွားမယ်တောလောင်ရင်တောဟာပျက်စီးသွားစရာလည်းထို့တူပဲစရာတရားသည်လူတွေရဲ့တဏ္ဍာမှာသဘာဝအနေနဲ့ဖြစ်တဲ့ဆိုပေမဲ့လို့လူကိုရုပ်ပြက်ဆင်းရဲဖြစ်အောင်လုပ်ပြီးတော့သွားတာသူကကောင်းဘောကသဝေနေဖြူကုန်အောင်စရာတရားကဖြတ်တန်းတဲ့အခါမှာကောင်းဘောကသဝေနေဖြူအောင်လုပ်တယ်နော်ဖြူအောင်လုပ်တော့လည်းအနဲ့ဆိုးကြတာပေါ့နော်အခါသွားတွေကျိုးအောင်လုပ်တယ်ပရည်တွေတွန့်အောင်လုပ်တယ်အဲ့လိုစရာတရားကလူ့မှာရှိတဲ့အင်အားတွေနုပြိုမှုတွေအလုံးကိုဖျက်ဆီးပြီးတော့သွားတာမိသည်သူလောင်တဲ့နေရာတွေကိုဖျက်ဆီးသွားတယ်လို့စရာတရားလည်းအဲ့လိုဖျက်ဆီးသွားတယ်လို့ဆိုအဲ့တော့စရာကကိုယ့်ရဲ့အသက်ကိုဘယ်ပို့လိုက်တုံးဆိုဖြာရီတရားဘက်ကိုပို့လိုက်တယ်အသက်ကြီးလာပြီဆိုလို့ရှိရင်ဟိုနာကနာဒီနာကနာနေလို့မကောင်းထိုင်လို့မကောင်းစားလို့မကောင်းအိပ်လို့မကောင်းမကောင်းတာတွေကများတဖြည်းဖြည်းလူတွေဆိုတာမကောင်းတာတွေတိုးလာတယ်လေမျက်စိကလည်းမကောင်းဘူးတဲ့ပြောကြသက်ကြီးလာရင်မျက်စိကလည်းမကောင်းမျက်စိကမကောင်းတာတဲ့ဒူးကလည်းမကောင်းဘူးတဲ့ဒူးကလည်းမကောင်းဘူးနားကလည်းမကောင်းဘူးတဲ့ဟောမကောင်းတာကများလာတယ်တဖြည်းဖြည်းနောက်ဆုံးကျတော့ကောင်းတာမကြံတော့ဘူးတော့ဟိုကမကောင်းတာမကောင်းရတဲ့နောက်ဆုံးအကောင်းမကြံတော့တာပေါ့တခါအစားအစာနဲ့ပတ်သက်ပြန်လို့ရှိရင်လည်းအသက်အရွယ်ကြီးလာလို့ရှိရင်ဟိုစားအဖြစ်မတည့်ဘူးမဲဒူရင်သီးစားခြင်းပဲမတည့်ဘူးရှိလို့ရှိလို့ချိုးကမတည့်ဘူးနော်သွေးလို့ရှိလို့ဒူရင်သီးတို့အငန်းတို့မတည့်ဘူးဟောမတည့်တာတွေကများလာ
နောက်ဆုံးကြတော့ဘယ်သူနဲ့မှမတည့်တဲ့အခါရေဝေရောက်သွားတာပေါ့ဒီလိုပဲတလောကလုံးနဲ့မတည့်တော့တဲ့အနေအထားမျိုးရောက်အဲ့တော့လူရဲ့သဘာဝအဲ့တိုင်းသဘာဝတရားတစ်ခုဒီသဘာဝတရားတစ်ခုကိုပို့ပေးလိုက်တယ်ဇာတိကစရာဘက်ကိုပို့ပေးနေတယ်စရာကဗျာတိဘက်ကိုပို့ပေးနေတယ်နောက်ဆုံးဗျာတိကပဲပို့တော့ဆိုမရဏကိုပို့လိုက်တယ်လူဘဝတက်တန်းတစ်ခုဟာဒီလိုနဲ့ပဲဆုံးသက်သွားတယ်ဆိုတာကိုတတိတံဝေကထားကြဖို့မြတ်စွာဘုရားကဟောပြောလို့ရမယ်ဖြစ်တယ်ဧဝံစရာစမေစုစာအာယုံပါစင်တိပါဠိနာလူအသက်ကိုနေ့စဉ်နဲ့အမျှမှောင်းနေနေတာပဲဖြစ်တယ်တို့တွေဟာအိမ်မှာနေလို့ရက်နေတာလည်းမဟုတ်ဘူးအလုံးလုံးနေလို့မသွားဘဲနဲ့နေတာလည်းမဟုတ်ဘူးအလုံးဟာအိမ်ရင်နေရင်ထိုင်ရင်စားရင်တောက်ရင်နဲ့ပို့ဆောင်ခြင်းကိုခံရရတယ်အဲ့ဒါကိုပဲရထဗလသုတ်တမှာဥပနိယတိလောကောအထုဝောလောကကြီးဟာဆွဲခေါ်ခြင်းကိုခံရရတယ်ကိုမလိုက်ချင်ပေမဲ့လိုက်ရမယ်ဇာတိကစရာကိုဆွဲခေါ်သွားတယ်စရာကဗျာတိကိုဆွဲခေါ်သွားတယ်ဗျာတိကပရဏကိုဆွဲခေါ်သွားတယ်ဒါကြောင့်မို့တည်တတ်နေတာမဟုတ်ဘူးဒုဘဝဟာရွေရှားနေတာလားဖြစ်တယ်အဲ့ဒါကိုတတိချက်ဖို့မြတ်စွာဘုရားဆုံးမသွန်သင်တာဖြစ်တယ်အဲ့ဒါလို့တတိချက်လိုက်မှအော်ငါတို့ကရွေရှားသွားလာနေရတဲ့အနေအထားမျိုးလောကမှာကိုယ့်အတွက်တန်ဖိုးရှိတာငါဘာလုပ်ရလဲဘာလုပ်မိတယ်လဲဘဝရဲ့တန်ဖိုးဆိုတာဘာတွေလဲဒါကိုသိမြင်အောင်မြတ်စွာဘုရားဟောပြောလို့ရမယ်ဖြစ်တယ်ဘဝရဲ့တန်ဖိုးဆိုတာဘာတော့ကိုချင်းသီလဟာဘဝရဲ့တန်ဖိုးပဲခုနတရားပွဲအစမှာစောင့်တည်လိုက်တယ်၅ပါးသီလဒါဟာတန်ဖိုးပါတဲ့၅ပါးသီလလေးအသက်ရှိနေတဲ့အချိန်လေးမှာ၅ပါးသီလလေးစောင့်တည်လိုက်ရတယ်ဆိုဒါတန်ဖိုးတက်သွားတရားဓမ္မလေးနှလုံးသွင်းလိုက်ရတယ်တတိနဲ့ပညာတိုးတက်အောင်ကြိုးစားလိုက်ရတယ်ဒါတန်ဖိုးရှိသွားမြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေကိုနာယူမှတ်သားလိုက်ရတယ်ဒါလည်းတန်ဖိုးတက်သွားလူတွေရဲ့တန်ဖိုးဆိုတာအချင်းချုပ်ပြောလိုက်လို့ရှိရင်သီလနဲ့ပညာပဲဖြစ်တယ်သီလပညာကလွဲလို့တခြားတန်ဖိုးဆိုတာမရှိဘူးတခြားဟာတွေဟာတခဏအတွက်သာအသုံးကြတာဖြစ်လို့ထာဝရအသုံးကြဖို့အတွက်သီလနဲ့ပညာတန်ဖိုးကြီးမားတယ်လို့မြတ်စွာဘုရားဟောကြားလို့ရတယ်အေးမြတ်စွာဘုရားရဲ့အဆုံးအမစကားတော်တွေဟာဓမ္မရတ္တပေါ်လွင်ပြီးမှန်ကန်ရုံမျှမှာကမိမိတို့ရဲ့နေ့စဉ်ဘဝမှာလည်းပဲလိုက်နာကျင့်သုံးပွဲတွေတတိထားပွဲတွေကိုလမ်းညွှန်ပြပြီးတော့ဆုံးမတာဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်ဗုဒ္ဓရဲ့ဓမ္မပဒဒေသနာမှာဓမ္မရတ္တနဲ့ဘဝသင်္ကန်းစာများအပိုင်း55မှာလာရှိတဲ့ဆုံးမသွန်သင်ချက်တွေကိုနာယူမှတ်သားပြီးမိမိတို့ဘဝအတွက်တန်ဖိုးရှိမဲ့ဘဝသင်္ကန်းစာများကိုရယူပြီးကိုချင်းတရားကောင်းအောင်အသိပညာရရှိအောင်တတိဆောင်ကကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း